မန္တလေးပြင်ဦးလွင်ကြောက်ဆယ်ကိုကျွန်တော်တို့ညီကိုနှစ်ယောက်တူတူခရီးထွက်ခဲ့ပါတယ်ဆိုတော့ဒီဗလော်လေးကိုစိတ်ဝင်စားလို့ရှင်ဆုံးဖြတ်လိုက်ကြည့်ပေးကြပါအောင်နော်အခုတစ်ခါခရီးသွားမှာတော့အရင်တုန်းကအခောက်တွေနဲ့မတူဘဲနဲ့ကျွန်တော်နဲ့ကျွန်တော်ညီတွေနှစ်ယောက်တည်းခရီးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ရန်ကုန်ကနေညနေ6 နာရီလောက်စပြီးထွက်ခဲ့ကြပါတယ်ဒါပေမဲ့အခုတလောကအကြောင်းပိတ်ရက်တွေရုံပိတ်ရက်တွေဖြစ်နေတာဖြစ်တဲ့အတွက်ခရီးသွားရသူအတော်များပုံရပါတယ်ကျွန်တော်တို့ရန်ကုန်ကနေ6 နာရီလောက်ထွက်ပြီးတော့ဇီဝမိုင်မှာလည်းကားတွေအများကြီးပိတ်နေလို့မို့လို့39မိုင်ခမင်းစားရဲ့နေရာကို9 နာရီလောက်မှရောက်ပါတယ်ထောင်းစားတိုင်းမှာရှမ်းခောက်ဆွဲပဲမှာစားခဲ့ပါတယ်ဈေးကြီးပေးခဲ့ရပြီးတော့လုံးဝစားလို့မကောင်းပါဘူးချိုရဲနေတာပါပဲခုနစားခဲ့ရှမ်းခောက်ဆွဲကချိုပြီးအီနေတာမို့လို့ခေါင်းနဲ့မူးကျင်တာတို့ဖြစ်လာလို့ရှူသေးလေးဆောင်နေရပါတယ်အဲ့လိုနဲ့ပဲရှမ်းခောက်ဆွဲစားပြီးတော့အိတ်သွားလိုက်တဲ့နောက်နေ့မနေ့မှပြန်ညိုးပါတော့တယ်နောက်နေ့မနေ့စာကိုကောင်းကောင်းဆိုတဲ့ဆိုင်မှာတိုးပြင်းနဲ့ဆန်စီစားခဲ့ပါတယ်အရသာလည်းကောင်းပြီးပိုရှင်းများတာအောင်မှတပွဲမှ2000ဝန်းဆိုတော့တော်တော်တန်တယ်လို့ထင်မိပါတယ်မနေ့စာစားပြီးရဆိုရင်တော့ကျွန်တော်တို့ကြောက်စိမ့်ဖျားဖို့သွားပါမယ်အကြာကြီးနေမှာဖျားတွေဖူးပြတာဆိုတော့ဖျားမှာကပ်ဖို့ဖျားပန်းလေးဝယ်ခဲ့ပါသေးတယ်ကျွန်တော်တို့ကြောက်စိမ့်ဖျားဖူးပြီးသွားတော့ဥပိန်တသားကိုသွားခဲ့ပါတယ်ဥပိန်တသားကိုရောက်သွားတဲ့အချိန်က10 နာရီလောက်ဆိုနေရတော့နည်းနည်းပူပါတယ်ဒါနဲ့နည်းနည်းပါလျှောက်ပြီးတော့အမှတွေ့တဲ့လက်ပကြီးဆွဲတဲ့ဆိုင်မှာလက်ပကြီးလည်းဝင်ဆွဲခဲ့ပါသေးတယ်ကျွန်တော်ကတော့ကိုလှုပ်ချင်နေတာလှုပ်နေရလို့တော့မသိပါဘူးအဲ့ဒါကို9000ပေးခဲ့ရပါတယ်တန်တယ်လို့ထင်ပါတယ်ပြီးတော့မဟာမြင့်မှုနီဖျားကိုလည်းဝင်ဖူးခဲ့ပါသေးတယ်ဖျားဖူးပြီးတော့9 စားလေးကျွေးခဲ့ပါသေးတယ်ကျွန်တော်တို့ဒီမဟာမြင့်မှုနီဖျားဖူးပြီးတော့ရှမ်းမလေးရှမ်းမြန်မာထမင်းဆိုင်မှာနေ့လည်စာဝင်စားခဲ့ပါတယ်ထမင်းစားပြီးတော့ဆူနာမီနီဖျားဖူးဖို့သွားပါမယ်ဖျားမှာ2 နာရီ 3 နာရီလောက်ချိန်ဖြုံးပြီးတော့ရွှေဆိုင်ဖျားကိုလည်းသွားခဲ့ပါသေးတယ်အခုကတော့မန္တလေးမှာရှိတဲ့ဖျားကိုလည်းဖူးပြီးသွားပြီဆိုတော့ပြင်ဦးလင်ကိုသွားပါတော့မယ်ပြင်ဦးလင်ရောက်တော့ကျွန်တော်တို့ညာစေးကသွားပြီးညစာစားပြီးတော့အတက်ညကိုပြင်ဦးလင်မှာပဲကောင်းဆောင်လိုက်ပါတယ်ကျွန်တော်တို့မနက်စာကိုမဟာကဖေးမှာစားပြီးတော့ကန်တော်ရီကိုအရင်ဆုံးပါပါမယ်ရာသီဥတုကတော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော်တော်လေးကိုအေးခဲ့ပါတယ်ပြီးပါတယ်ကျွန်တော်တို့မနက်စာစားပြီးတော့ကန်တော်ရီကိုဆက်သွားခဲ့ပါတယ်ကန်တော်ရီရဲ့ဝင်ကြီးကတော့လူကြီးဆိုတယောက်ကို6000ခလေးဆိုရင်3000လို့ပြောပါတယ်ဒါပေမဲ့သူတို့ပြောတဲ့3000ဆိုတာခလေး3 နှစ်အရွယ်ကိုပြောတာပါတယ်ပြီးရင်တော့ကန်တော်ရီထဲမှာပန်းလေးတွေကြီးလိုက်တပုံလေးပါညာရိုက်ပြီးတော့ချားနေရလေးလည်းသွားကြည့်ခဲ့ပါသေးတယ်မနက်စောစီးဆိုတော့မြူတွေနဲ့တော်တော်လေးကိုလှပါတယ်ပြီးတော့အိုက်ကန်တော်ရဲ့မှာပဲရှိရဲ့ဆိုင်လေးပေါ့နော်ဒီအမဲကောင်းမာလာလို့ချက်တော့မာလာလို့စားကြစရာလင်းမို့လို့ဝယ်စားခဲ့ပါတယ်ရတာနေနေကတော့ခါပါတယ်စားလို့မကောင်းပါဘူးကန်တော်ကြီးလည်းပြောရဆိုတော့ကျွန်တော်တရုတ်ပုံချောင်းလည်းတွားလိုက်ခဲ့ပါသေးတယ်တရုတ်ပုံချောင်းရှေ့ကထောက်ပတ်တီလည်းအများကြီးဝယ်ခဲ့ပါသေးတယ်တရုတ်ပုံချောင်းလည်းပြောရပြီဆိုတော့ကျွန်တော်တို့ကတော့ပိတ်ချင်းမြောင်ဆက်သွားပါတယ်ကျွန်တော်တို့ကတော့လိုင်းကိုဟိုတွင်းကြီးဝင်ပြီးတော့ဖျားလဲဖုတ်ခဲ့ပါသေးတယ်ပြီးရင်တော့အဲ့ပိတ်ချင်းမြောင်နားမှာပဲရှိရဲဒီတောင်ပူလာဖျားပေါ်မှာသွားပြီးတော့ထမင်းသွားစားပါမယ်တောင်မှာရှိရဲဖုံကျောင်းကနေတိုင်းအလူထမင်းကျွတ်ပါတယ်လို့ပြောပါတယ်အဲ့ဒီတောင်ပေါ်ထီကိုဟိုက်ချက်နဲ့တက်ပြီးတော့ထပ်ပြီးလမ်းလေးနဲ့ထပ်လျှောက်ရပါသေးတယ်တောင်ကတော်တော်လေးကိုမတ်ပါတယ်အဲကြောင့်မို့လမ်းလျှောက်ရတယ်ခဏလေးဆိုပေမဲ့တော်တော်လေးကိုမောပါတယ်ဒါပေမဲ့လမ်းလျှောက်ပြီးမြင်လိုက်ရတဲ့ view ကတော့တော်တော်လေးကိုမောရတန်တယ်လို့ခံစားမိပါတယ်အပေါ်ရောက်တော့ဟင်းနေထမင်းတွေကိုစုကြည့်တာကြွရဆိုအများကြီးမမျောလိတာပေမဲ့တော်တော်လေးစားလို့ကောင်းခဲ့ပါတယ်ကျွန်တော်ကတော့2 ခါပြန်အောင်ထမင်းထည့်ပြီးစားခဲ့ပါတယ်သူကစားပြီးလို့ရှင်တော့အလိုကိုစားပြီးတဲ့ပကံလေးတွေတော့ပြင်ဆေးပြီးတော့ပြန်ထားပေးရတယ်ပေါ့နော်အဲ့ဒီတောင်ပေါ်ကနေမြင်ရတဲ့ view တော့တော်တော်လေးကိုလှပါတယ်ပြီးရင်တော့အချိန်ကလည်း4 နာရီကျော်တော့ဖြစ်နေပြီဆိုတော့ကျွန်တော်တို့ပွဲကောက်ရည်တွေကုန်ဆက်သွားပါမယ်။ဟိုကနေ4 နာရီလောက်ထပ်ပြီးဒီကို9 နာရီကျော်တော့ရောက်တော့ပွဲကောက်ရည်တွေကပိတ်သွားပါပြီတဲ့။အဲ့ဒီညနေကတော့မဟာအန်တုခန္ဓာဖျားကိုဖူးပြီးတော့ကျွန်တော်တို့ဒုတိယရက်ကိုဘီယွန်းမှာပဲထပ်ပြီးကုန်ဆုံးရပါတယ်။ကဲဒေသီမှာဆိုလို့ရှိရင်ကျွန်တော်တို့မနက်စာကိုမဟာမဝင်စားပြီးတော့မနေ့ကမှသွားလိုက်ရတဲ့ပွဲကောက်ရည်တွေကုန်သွားပါမယ်။အဲ့ဒီမှာကစားစရာတွေအများကြီးလည်းရှိပါတယ်။ roller coaster တွေတိုက်ကားတွေပြီးလို့ရှိရင်ကေဘယ်ကားတွေလည်းရှိပါတယ်။ပွဲကောက်ကြီးတွေကမှလဲပြီးတော့ကျွန်တော်တို့ကြောက်ဆယ်မြို့မှာရှိတဲ့ဒီမဟာရွှေသိန်းတော်ဘုရားကိုလည်းဝင်ဖူးခဲ့ပါသေးတယ်။ဘုရားလည်းဖူးပြီးနိလေစာစားပြီးပြီဆိုရင်တော့ကျွန်တော်တို့စင်ကောင်းတောင်မှာရေချိုးဖို့သွားပါမယ်။စင်ကောင်းတောင်ရဲ့မြင်ရတဲ့ view ကတော့ဗီဒီယိုထဲမှာပါတဲ့အတိုင်းပါပဲတော်တော်လေးကိုလှပြီးတော့တာရပါတယ်။စင်ကောင်းတောင်မှာရေမိုးချိုးပြီးတော့ကျွန်တော်တို့ညီကိုနေအောင်ဆက်လေးလည်းစီးခဲ့ပါသေးတယ်။စင်ကောင်းတောင်မှာရေမိုးချိုးပြီးတော့ကျွန်တော်တို့ရန်ကုန်ပြန်ပါပြီလမ်းမှာကြောက်ဆယ်မြို့မှာရှိတဲ့တခြားဖျားတွေလည်းဝင်ဖူးခဲ့ပါသေးတယ်ဒါပေမဲ့ကျွန်တော်ရိုက်ဖို့မနေခဲ့လို့ဗီဒီယိုတွေကပါမလာခဲ့ဘူးပေါ့နော်ဗလော်လေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ် bye guys see you in the next video thanks for watching